နေ့ကတော့ဆယ်မွန်ကိုဒီနေ့နှစ်ကောင်ဆယ်မွန်ပြီးမယ်။စအောင်ဆုံးဆယ်မွန်ကပလတ်စတစ်လေးကိုခွာမယ်ပေါ့နော်။အမီးကိုပေါ့နော်အဲ့ဒါပိုင်းလိုက်မယ်ပိုင်းပြီးသွားလို့စီလို့အမီးတွေပါလေကျတော့ရိုးတွေကိုထည့်လိုက်လို့ရတယ်လေအဲ့ဒါဘေးနှစ်ဖက်ကိုလည်းကိုကပိုင်းထားမယ်အဲ့ရိုးတွေထည့်ဖို့ပါပေါ့နော်အဓိကကတော့ slide လေးတွေလေးပြီးတော့ငါးအုပ်တွေနားတွေတို့ဘာလို့ထည့်တဲ့အခါကျလို့စီနိကားတွေလုပ်တဲ့အခါကျလို့စီအုပ်ဖို့အတွက်ကိုကတေချာလေးမယ်အဲ့ဒီသွေးကြောတွေပါတာသူတို့တွေလုံးဝမကြိုက်ဘူးအဲ့ဒီသွေးကြောတွေအကုန်လုံးကိုလှီးထုံမယ်ပြီးရင်အကျော်နဲ့အကျော်ဘက်ကိုတေချာကြည့်ပြီးတော့လှီးမယ်နှမို့ဆိုရင် slide တွေကလှီးတဲ့အခါမှာကွဲသွားတာလို့ပါလို့ဖြစ်တတ်တယ်အဲ့တော့တေချာလေးအကျော်နဲ့ဟိုဘက်ဒီဘက်လှမ်းပြီးတော့ကြည့်ပြီးတော့လှိမ့်မယ်ပေါ့စီဝီနဲ့တိုင်းပြီးရောเนาะစီဝီတစ်ဖြတ်စာကိုတစ်ချောင်းချင်းနှီးမယ်ဒါ spicy salmon spicy အတွက်တို့တပြင်းရိုးတွေထည့်ဖို့အတွက်ကိုဒီချာစီဝီနဲ့တတိုင်းနဲ့တိုင်းပြီးရောဖြတ်လိုက်တယ်ကဲဒီနေ့ကတော့ salmon လေးပုံလေးလေးကိုပြောပြထားပြီးသွားပြီလီးတဲ့ဆရာကြီးတွေကတော့ကြော်သားပေါ့နော်မကြည့်နဲ့ပေါ့နော်ကိုကတော့ကိုလီးနေကြပုံစံလေးတိုင်ကိုကလီးပြတယ်မပြန်ကြလို့ရှိရင်တူနာလီးပုံနီးနီးလေးပြမယ်သိမ့်မုံသိမ့်နီးလေးတွေပြမယ်ကျေးဇူးတင်ပါတယ်တငယ်ချင်းတို့ရေကြည်ပေးတဲ့အတွက်